ရှေ့တုန်းကတောင်ပေါ်မှာ troll ကောင်ကြီးတွေနဲ့လူသားတွေဟာအတူတကွငိမ့်ချမ်းစွာနေထိုင်ခဲ့ကြတယ်။နော်ဝေနိုင်ငံကိုခရစ်ယာန်ဘာသာရောက်ရှိလာပြီးတဲ့နောက်မှာတော့ဘယင် Olaf က troll တွေကိုတုတ်တင်ဖို့အမိန့်ပေးခဲ့တယ်။သူစစ်တဲ့တွေက troll တွေကိုဂူထဲကနေဆွဲထုတ်ပြီးနေအောင်ကြီးနဲ့ထိတွေ့စေတဲ့အခါကြောက်တုံးတွေဖြစ်ခဲသွားခဲ့တယ်။ troll တွေဟာ church ခုံလောင်းတန်ကိုကြောက်ရွံ့လာကြတယ်။ဒီပုံမြင်လေးကိုဖခင်ဖြစ်သူကသမီးဖြစ်သူကိုအိယာဝန်ချိန်မှာဖျော်ပြခဲ့တယ်။အဲဒီကလင်လေးကြီးပြင်းလာတဲ့အခါကြောက်ဖြစ်ရုပ်ကျွမ်းပညာရှင်ဖြစ်လာခဲ့တယ်။နာမည်ကတော့ Nora ပဲ။နှစ်ပေါင်း30အကြာမှာတော့ Jordan Haim တောင်တန်းမှာလျှို့ဝှက်စမ်းကြဲတဲ့အမျိုးသားတစ်ယောက်တဲ့အိမ်လေးထဲကိုဝင်လာတယ်။အိမ်ထဲမှာလှမ်းကြည့်လိုက်ခဲ့။ဒိုင်းကနေဆိုပြီး Nora ကခုံချတိုက်ခိုက်တယ်။ဓာတ်နဲ့ထိုးဖို့အထိလုပ်လိုက်သေးတယ်။ဒါပေမဲ့တေချာကြည့်လိုက်တော့သူ့လုတ်ဖို့ကိုက် Andreas ထင်နေတယ်။စပွဲပေါ်မှာဒတိုင်းရလာသရဝါတွေအချောင်စောက်တွေအများကြီးတွေ့တော့ Andreas ကဘာသူတေသနာလုံနေတာလဲလို့မေးတယ်။ Nora ကတော့ပြန်မဖြစ်ဘူး။ Andreas က Nora ကိုအကူအညီတောင်းလာတယ်။လွန်ခဲ့တဲ့3နှစ်ကတောင်တန်းမှာ troll ကောင်ကြီးတကောင်တွေ့ရှိခဲ့တော့က Nora ရဲ့အသိပညာကြောင့်စစ်တပ်အနိုင်ရခဲ့တာအခုလဲ troll commission မှာပါဝင်ခဲ့ပြီးမြဲအစိုးရအသစ်ကအရင်အချင်းပြက်ကအစိုးရနဲ့မချားနာလာမှုနှုတ်ထွက်ခဲ့တယ်နန်းတော်ကသူမကိုချင်းကခွင်တားမြစ်ချက်တောင်ထုတ်ထားတယ်စာအုပ်စင်ဘော်က Andreas ရေးတဲ့စာအုပ်ကိုတွေ့တော့ Nora ကမြေအတီစာအုပ်ကိုငါအဖေကိုအနံ့ထားတာလေးကျေးဇူးပဲလို့ပြောတယ်သူမရဲ့အဖေဟာနောက်ဆုံး troll တိုက်ခိုက်မှုမှာတည်ဆုံးသွားခဲ့တာအဖေထစ်သူဆိုရင်မင်းငါတွေ့ထားတာကိုလာကြည့်စေချင်ပါပဲဆိုတဲ့ Andreas စကားကြောင့် Nora လိုက်ထားဖို့တဘောတူလိုက်တယ်။ရဟစီလာရင် Andreas ကလျှို့ဝှက်ထိုင်းသိမ်းရေးစာချုပ်ကိုလက်မှတ်ထုတ်ခိုင်းတယ်။ Nora ကသူမနာမည်အစား Tiny Trolley Molly လို့ရေးလိုက်တယ်။ Muel Power Station ကိုရောက်တဲ့အခါပါမခတ်မွာလာနဲ့ Wangel ကိုတွေ့တယ်။သူတို့က Nora ကိုဥမင်လောင်ကောင်းထက်ကနေခေါ်ဆောင်သွားရင်ဒုတိယကမ္ဘာစစ်အတွင်းမဟာမိတ်တွေရဲ့ဖျက်ဆီးရေးလှုပ်ဆောင်ချက်တွေအကြောင်းပြောပြတယ်။တကယ်တမ်းကျတော့အဲ့ဒါတွေဟာနျူကလ িয়ার ဘုံးတပ်ပိုကြီးတဲ့အရာတစ်ခုကိုရှာဖွေနေတာဖြစ်တယ်။အဲ့ဒါကတော့အေရမှာ troll ကောင်ကြီးယုံမဲပေါ့ယုံကိုခရိုင်းရောင်ရောင်ကြီးမိချောင်းနေတဲ့ခြုံနှောင်းထားတယ် project ခေါင်းဆောင်စင်အေးဖြစ်ချင်းဇီဝဗီဒပညာရှင် Mariam က Nora ပါဝင်ရတာကိုမနစ်သက်ဘူးဒါပေမဲ့ Andreas က project ရပ်တန့်လို့နီးနေတော့ Nora ကိုခေါ်လာရတာလို့ရှင်းပြတယ်ယုံဟာစောင်းခေါ်နေတာအသက်ရှင်ကြောင်းလက္ခဏာကနှလုံးခုန်တန်မရှိတယ်သူ့ရဲ့ DNA ကလူသားတဲ့ပင်ပန်နဲ့ပူပြီးတူညီတယ်နောက်ထပ်အခန်းတစ်ခုမှာအရင်ကအတူတိုက်ခိုက်ခဲ့မှုတဲ့ secret ကိုတွေ့တယ်Andreas နဲ့ secret တွဲထည့်သွားပြီးအခု secret ကိုဝင်ရှိနေပြီအခန်းထဲမှာ troll နဲ့အကြောင်းရှေးအောင်စာလီတွေထောင်းရှိတယ်ဘယင် Olaf ရမူရင်း troll ဥပဒေလည်းပါတယ်ပြောင်းနေတဲ့အပိုင်းလေးတစ်ခုရှိတယ်သူတို့ကနောက်ထပ် troll တိုက်ခိုက်မှုအတာပြင်ဆင်ကြလို့ Nora ရဲ့အကူအညီလိုနေတာ Nora ကအိမ်နာသွားမယ်ဆိုပြီးထွက်သွားပေမဲ့တကယ်တမ်းကျတော့ Yun ကိုပြန်သွားတယ်ဒလေကနေအမြင့်ဆုံး platform ကိုတက်ပြီး Yun ရဲ့နှာခေါင်းကိုလက်နဲ့ပုတ်ပြီးတချင်းကြီးတယ်ဘာမှမဖြစ်လို့စိတ်ပြတ်သွားပေမဲ့ကွန်ပျူတာက Yun ရဲ့အသက်ရှင်လက္ခဏာပြောင်းလဲချက်ကိုစတင်တွေ့ရှိလာတယ်Nora ပြန်ထွက်ဖို့လုံနေတော့မှယူနိုးလာပြီးသူမကိုစိုက်ကြည့်နေတယ်အထွင်းကအကွင်းကြောက်တွေပြေးဝင်လာတဲ့အခါယူကကွင်းကျိုးတွေကိုဆွဲဖြုတ်နေတာပေါမခမွေလာကခရိုင်းရောင်ရောင်ကြီးကိုဖွင့်ခိုင်းတယ်ဒါပေမဲ့ Mariam က troll ကိုမတက်ချင်လို့ coffee ကိုထိန်းချုပ်ရေးကရိယာပေါ်မှာဖုံးလိုက်တယ်မီးပွားတွေထလာပြီးမီးချုံတွေပျောက်သွားတယ်ယူကကွင်းကျိုးတွေကိုဆွဲဖြုတ်လိုက်တယ် Nora ပါတဲ့ဓာတ်လေကားရှင်ကိုလာရိုက်လိုက်တော့ဓာတ်လေကားရှင်လွင်စင်သွားတယ် Nora ကကုန်းပေါ်ကျတဲ့လောက်အသက်ရှင်ကျန်ခဲ့တယ် Andreas လာဖွင့်ပြလိုက်ရတယ်ပေါမခမွေလာက troll ရဲ့နမူနာအစိပ်ပိုင်းလေးတစ်ခုကိုကောက်ပြီးထွက်ပြေးတယ်ယွန်းကတခွဲလန်ကောက်ကိုချီတက်လာလျင်ပေါမခဝမ်ဂယ်ကိုနင်းမိလိုက်တော့တခဏလျင်းတေဆုံးသွားတယ်အထွင်းကအကွင်းကရတွေအေးပေါ်လေးကားနဲ့ထွက်ပြေးရတယ်ယွန်းကအဆောက်အဦကိုဖြိုဖျက်ပြီးအပြင်းထွက်လာတယ်သူတို့ကိုတခဏလုံးစိုက်ကြည့်ပြီးထွက်သွားတယ်ရဟရင်နဲ့အာဂျီလေးတက်အခြေဆက်စခန်းကိုရောက်သွားတယ်အဲ့ဒီမှာအရင်ကအတူတိုက်ခိုက်ခဲ့မှုတဲ့ Chris ကိုပြန်တွေ့တယ်အခု Chris ကဘုံမူကြီးဖြစ်လာပြီညီလာခံကမှာစောင့်နေရင် Nora နဲ့ Marian စကားများကြတယ်ဝန်ကြီးချုပ် Barrett Moller ရောက်လာပြီး project ကဆွမ်းစားမှုများတယ်လို့ထင်ကြောင်ပြောတယ်Marian က troll ကိုသူ့ဒေသနာအတွက်ဖမ်းချိန်ပေမဲ့ Nora ကတဘာဝကိုထိန်းချုပ်လို့မရဘူးလို့ဆိုတယ်ဝန်ကြီးချုပ်ကပြည်သူတွေကိုကာကွယ်ဖို့စစ်တပ်နဲ့တပ်ပြီးမယ်လို့ဆုံးဖြတ်လိုက်တယ်နောက်ဆုံး troll တိုက်ခိုက်မှုမှာဝန်ကြီးချုပ်ရဲ့အကိုတေဆုံးခဲ့ရတယ်အဲ့ဒီတုန်းကတက်ခဲ့တဲ့ troll ကအပြစ်မဲ့တကောင်ဖြစ်တယ်လို့ Nora ပြောတော့ဝန်ကြီးချုပ်စိတ်ပြောင်းသွားတယ် Nora ကနောက်ဆုံးတက်ခဲ့တဲ့ troll ရဲ့ကြောက်တုံးအစအနာလေးကိုက်ထားတယ် Andreas လည်းအလားတူအစအနာလေးတင်ထားဘူးတယ်သူတို့နှစ်ယောက်အမားတွေကနေတင်ယူပြီးစက်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်တယ်Chris ကစစ်စင်ရေးအစီအစဉ်ကိုရှင်းပြတယ်။ Nora ပါပင်ကွင်းတောင်းပင်ပဲ Chris ကညင်းတယ်။ဒါပေမဲ့ Nora ကငါ့ဖေဒီ troll ကြောင့်တေးခဲ့ရတာမင်းငါ့ဖေကိုကျွေးတင်နေတယ်ဆိုပြီးပြောလိုက်တော့ Chris သဘောတူလိုက်တယ်။ Marian လည်းပါဝင်လာတယ်။ Buska Road နင်းလျော်စီအပန်းစခန်းမှာလူတွေပြောနေချင်းယွန်ရောက်လာတယ်။အဆောက်အဦကိုဖြိုးဖျက်ပြီးလူတွေကိုဖမ်းစားတယ်။ရဟရင်တွေရောက်လာပြီးခရမ်းလွန်ရောင်ကြီးနဲ့ပစ်ခတ်တယ်။အောင်ငင်ပေမဲ့ယွန်ကလျှက်စစ်တောင်ကိုလွှင့်ပစ်လိုက်တော့ရဟရင်တစ်စင်းပြက်ကျသေဆုံးသွားတယ်။ Chris ကဒေါသခေပေမဲ့ Nora တထားတယ်။ယွန်းထွက်သွားတဲ့အခါ Marian က troll တွေဒီလောက်ရက်ဆက်လာလို့အံ့ဩသွားတယ်။
နော်ရာကအရင် troll ကဒီလိုမဟုတ်ဘူးသူအိမ်ပြန်ချင်းတာလူသားတွေလာနှစ်ပေါင်းများစွာညှဉ်းပန်းလာလို့ဒီလိုဖြစ်ရတာလို့ရှင်းပြတယ်ယူနဲ့ဆက်သွယ်လို့ရမယ်တယောက်ရှိတယ်လို့နော်ရာပြောတယ်ဒေါ်ရဲတောင်းမှာစစ်ကပိတ်ပင်ထားတဲ့နေရာကိုရောက်သွားတယ်ကိုထဲမှာ troll ဘရင်ကိုတတ်ခဲ့တဲ့အမဲလိုက်ချင်းကိုတွေ့တယ်ခရီးယန်တင်ကေတာတွေထွင်းထားတယ် troll ဘရင်ကြံခဲ့တယ်သူဟာလွန်ခဲ့တဲ့3နှစ်ကသူတို့တိုက်ခိုက်ခဲ့တဲ့ troll ပဲဒါပေမဲ့ troll ဘရင်ရဲ့တားလီကိုတော့ရှာမတွေ့ခဲ့ဘူးကျင်းလေးရောက်တော့နော်ရာက troll ဘရင်ရဲ့ကြောက်တုံးကိုမီးကြီးပေါ်ခောက်လိုက်တယ်ရုတ်တရက် troll လေးတစ်ကောင်ပေါ်လာတယ်ဒါဟာပုံပြင်တဲ့က troll လေးပဲနော်ရာကသူ့ကို3နှစ်ကြာလာတွေ့ခဲ့လို့အကျွမ်းဝင်နေတာနော်ရာကသူ့နှာခေါင်းကိုပွက်ပြီးတချင်းညီးတယ် troll လေးလည်းပျော်ရွှင်စွာတုံ့ပြင်းတယ်အန်ဒရီယပ်လည်းစမ်းကြည့်တယ်အလုတ်ဖြစ်တယ်နော်ရာက troll လေးကို Vaker လာပါတယ်လို့နာမည်ပေးလိုက်တယ်Bova Delma နော်ရာကမိခိုးတီတနတ်နဲ့အချက်ပြတယ် Vaker ပေါ်လာတယ်ယွန်းလေးရောက်လာတယ် True နှကောင်အော်ဟစ်တိုက်ခိုက်ကြတယ် Vaker က rehab နဲ့ကြပြီးနှစ်မှုသွားတယ်အဖွဲ့အစည်း rehab ရင်နဲ့ထွက်ပြေးရတယ်နော်ရာက Vaker အယံဝန္တာသွားတယ်လေကျုံလူနာတန်းအရှိစခန်းမှာနော်ရာက Vaker ပြိုပြတယ်ဒီခါရကူရဲကထွက်ပြီးကျယ်ရီကိုမြေးကြည့်အောင်မလွတ်ဘူးယွန်းရက်ခီးစဉ်ကိုကြည့်ပြီးဗျာဘူးလမ်းကြောင်းဖြစ်နေတာကိုတွေ့တယ် Nidoras Trondheim ကိုဦးတည်နေတာဘရင် Olaf မြို့တော်ဟောင်းငယ်ယွန်းကလက်ဆိုင်ချီကိုတွားနေတာ Trondheim မှာနော်ရာရဲ့အဖေတငယ်ချင်း Esther ကိုတွေ့တယ် Nidoras ဘုရားရှိခိုးကျောင်းကိုပြလိုက်တယ်ဘုရားရှိခိုးကျောင်းအောက်ကဥမန်လောင်ညာနယ်ကနေ Olaf ရဲ့တင်ကြိုးကိုရှာတွေ့တယ်တင်ကြိုးကနေမှာ Olaf ရဲ့ရုပ်ကျွန်းကိုတွေ့တယ်ငွေဓာတ်ကြိုက်ထားတယ်အိတ်ကက်ထဲမှာပျောက်နေတဲ့ True ဥပဒေအပိုင်လေးတွေ့တယ်အဲ့ဒီအပိုင်လေးအရာ Olaf က True တွေကိုနှင်တောက်တာကိုစန့်ကျင်ခဲ့တာ Church ကသူ့ကိုတပ်ဖြစ်ပြီး True တို့တင်ကြီးဆက်လုပ်ခဲ့တာYun က Olaf ကိုမဟုတ်ဘူးလူသားအလုံးကိုလက်စားချီခြင်းတာ Yun ရဲ့တိုက်ခိုက်မှုဗီဒီယိုတွေကဘာဝမ်းပြန့်နှံ့သွားတယ်နိုင်ငံခြားကဖိအားပေးလာတယ်ဝင်ကြီးချုပ်ကဘရားဘူးလမ်းကြောင်းအဆောင်လူတွေကိုရွှေ့ပြောင်းနေပေမဲ့ဖြည့်ရှင်းလို့မရသေးဘူးနော်ရာကတန့်ရှင်းသောရေက Troll တွေကိုထိခိုက်စေနိုင်ကြောင်းကိုရှာတွေ့တယ် Troll ဘုရင်ကြောက်တုံးကိုတန့်ရှင်းသောရေနဲ့ဆိုးတဲ့ဓာတ်နဲ့ထိုးလိုက်တော့ကြောက်တုံးနှစ်ပိုင်းကွဲသွားတယ်ပြည်သူတွေကကူညီဖို့ဆန္ဒပြုကြတယ် Esther က Andreas ကို Church ခေါင်းလောင်းတီးဖို့တင်ပေးတယ်တန့်ရှင်းသောရေတွေကိုစစ်တပ်ကလက်နက်ထဲဖြည့်တယ် နက်နေပိုင်းမှာယွန်ရောက်လာတယ်ခေါလောင်းတန်ကနားကြိုက်စီပြီးနှေးကွေးသွားတယ်စစ်သားတွေတန်ရှင်းသောရေနဲ့ပိတ်ခတ်တယ်ဒဏ်ရာရပြီမဲ့မသေးဘူးခရစ်ကမိုင်းခွဲတယ်ပြင်းထန်စွာဒဏ်ရာရပြီမဲ့အသက်ရှင်နေသေးတယ်ဒီအချိန်မှာဗာကာပြန်ရောက်လာတယ်ထရိုနှကောင်မြစ်ထဲမှာလက်ပန်းကျက်တယ်ယွန်ကဗာကာကိုရိုက်နှက်လိုက်တော့တရားပြိုချာနီရေထဲကျသွားတယ်မယ်ရီယန်ကယွန်ရဲ့နှလုံးခုန်တန်းရှိတယ်ဆိုတာသတိရတယ်အတွင်းကနေတိုက်ခိုက်ရင်တန်ရှင်းသောရေကနှလုံးကိုဖျက်ဆီးနိုင်တယ်ဘုံတစ်လုံးမဲ့ကျန်တော့တယ်ခရစ်မဲ့အန်ဒရီယပ်ကရဟရင်နဲ့ပြန်တက်တယ်နော်ရာနဲ့မယ်ရီယန်ကပြေးကူးပေးတယ်ဘုံကိုလွှတ်ချဖို့အလုံးလုပ်တဲ့အချိန်မှာအစာပြိုးကိတ်ကရိယာကျိုးသွားတယ်လက်ပစ်ဘုံနဲ့ဖောက်ခွဲမှသာရမယ်ဒါပေမဲ့ဘုံနဲ့အတူလူတယောက်ပါတည်ရမယ်အန်ဒရီယပ်က secret ကိုနောက်ဆုံးစကားပြောဖို့စူးစမ်းပေမဲ့ line ပြတ်သွားတယ်ဗာကာလဲသွားပြီးနော်ရာနဲ့မယ်ရီယန်ကြီးကုန်းသွားတယ်ရဟရင်ယွန်ညက်ပစာတီရောက်သွားတယ်အန်ဒရီယပ်ကလက်ပစ်ဘုံနဲ့ဘုံကိုကင်ပြီးခုန်ချလိုက်တယ်ယွန်မျိုးချလိုက်တယ်လက်ပစ်ဘုံပေါက်ကွဲတော့တန်ရှင်းတော့ရေကယွန်တကိုယ်လုံးပြန်နှံ့သွားတယ်ယွန်နာချင်းစွာလူလီနီချင်းဗာကာပြန်ထလာပြီးယွန်ရင်ဘက်ကိုစုပ်ဖျဲကနှလုံးကိုဆွဲထုတ်လိုက်တယ်ယွန်မြေထဲမှာပြိုလဲပျက်စီးသွားတယ်အချင်းအတန်းကြားမှာ charge ကိုပြုပြင်နေပြီး Esther က Olaf အကြောင်းပြပွဲဖွင့်တယ် secret ကကလေးမွေပြီး Chris ကဦးလေလုတ်ပေးနေတယ်ဗာကာကတောင်တန်းမှာလွတ်လွတ်လပ်လပ်တွားလာခွင့်ရပြီးနော်ရာတဲ့အိမ်ကိုမှတ်မှန်လာတယ်ပမောက္ခမော်လာကသူထိုးယူထားတဲ့နမူနာလေးကိုမွေးမြူထားတာအခုတော့ troll ပေါက်လေးဖြစ်လာနေပြီဒီလိုနဲ့ဇလန်လေးပြီးဆုံးသွားပါပြီနော်ဒီလိုဇလန်မျိုးတွေထပ်ကြည့်ချင်ရင် subscribe လုပ်ထားဖို့မမေ့နဲ့နော်